အကျဉ်းသားတဦးကတန်ချောင်းချိတ်တစ်ချောင်းနဲ့တကားရဲ့လော့ကိုလူရက်ချိတ်ပြီးအသားလေးဆွဲလိုက်ရာတကားပေါ်ကပြတင်းပေါ်လေးဖွင့်သွားတယ်။သူတကားကိုဖွင့်ဖို့လက်လက်မီမီမှာပဲတနက်တန်ရရထားတဲ့ရဲရရှိတူစိတ်လှုပ်ရှားစွာဝင်ရောက်လာပြီးဝင်းပေါက်ကိုချက်ချင်းလော့ချလိုက်တယ်။ထို့နောက်အရေးပေါ်စေးအေးကိုအမြန်ထုတ်ယူပြီးတနက်ချီထိထားတဲ့ပေါင်ပေါ်ကိုအရက်လောင်းကနှာချင်းမှုကိုတီးခံနေရတယ်။ဆဲတဲ့ကအကျဉ်းသားတွေကဘာချစ်နေလဲမသိပဲစိတ်ရှုပ်ထွေးစွာကြည့်နေကြတယ်။အဲ့ဒီလူကတော့အရေးအောက်ကိုတိတ်တဆိတ်နှောက်ဆုတ်သွားပြီးတကားကြားလေးကနေရဲရရှိရဲ့လုံရှားမှုတိုင်းကိုစောင့်ကြည့်နေတယ်။အဲ့ဒီအချိန်မှာပဲထောင်ကားအပြင်ဘက်ကနေလွှဲဆက်ချင်းစောအတန်တရွှဲရွှဲထွက်ပေါ်လာတယ်။တယောက်ယောက်ကအချင်းချင်းဝင်ချိုးနေတဲ့ပုံမှာပဲရဲရရှိကရန်ပေါင်းခန်းတဲကစောင့်ကြည့်ကင်မရာကိုလမ်းကြည့်လိုက်ပြီးမြအနည်းရောင်ဝတ်ထားတဲ့လူတစ်ယောက်ကချက်ချင်းအခန်းထဲကိုဝင်ပြေးသွားတယ်။အကျဉ်းသားကတန်တကားကိုအားနဲ့တွန်းဖွင့်လိုက်ပြီးရဲရရှိကိုအခန်းထဲသို့တိုက်ချလိုက်တယ်။ရဲရရှိကချက်ချင်းပြန်လဲတွန်းပြန်ကထောင်တကားကိုဖမ်းဆုပ်လိုက်တယ်။သူလော့ချခန့်လာတော့မယ့်အချိန်မှာပဲဒေါသထွက်လာပြီးအဲ့ဒီလူရဲ့မျက်လုံးပေါ်ကိုလက်နဲ့ဖိထားလိုက်တယ်။ဒေါသထန်လာတဲ့အကျဉ်းသားကတကားကိုပြင်းပြင်းထန်ထန်ဆွဲဖွင့်လိုက်တယ်။တိုက်ခိုက်မှုအနှဲငယ်ပြီးနောက်ဒဏ်ရာရထားတဲ့ရဲရရှိကိုလမ်းကြောင်းထဲသို့ပစ်ချလိုက်ပေမဲ့ရဲရရှိကတနက်ကိုထုတ်ယူလိုက်တယ်။အကျဉ်းသားကခဏတာတုံလှုပ်သွားပြီးနောက်ဆုတ်လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲထောင်ကားအတွင်းကိုပြင်းထန်ပြီးနန်ဆိုးတဲ့အနက်တစ်ခုပြင်းနေလာတယ်။အကျဉ်းသားကမြေပြင်ကိုလက်နဲ့ထိချီရာဓာတ်စီတွေဖြန်းကျက်ဆိုးဆွနေတာကိုသိသွားတယ်။သူတုံ့ပြန်မိမှာပဲမြေပြင်ပေါ်ကဓာတ်စီမီးလောင်သွားပြီးခဏလေးအတွင်းမှာပဲအခြားဆဲလ်တွေပါမီးလောင်ကုန်တယ်။ရဲရရှိကမီးတပ်ကရိယာကိုယူပြီးမီးငိမ့်ဖို့ကြိုးစားနေချိန်မှာအကျဉ်းသားကအခွင့်အရေးကိုအသုံးချပြီးထောင်ဆဲလ်တွေကိုအကုန်ဖွင့်လိုက်တယ်။ရဲရရှိမှာရွေးချယ်စရာမရှိတော့ပဲတနက်ကိုချိန်ပြီးဘယ်သူမှမလွတ်ကြဖို့တတိပေးလိုက်တယ်။ထို့နောက်သူ့ရဲ့ရေဒီယိုကအတန်တစ်ခုထွက်ပေါ်လာတယ်။ထူးဆန်းတဲ့အတန်တစ်ခုကထွက်ပေါ်လာပြီးလွတ်မြောက်ဖို့အဓိကတော့ကိုရဲရရှိကပဲကိုက်ထားပြီးသူတနက်ကလည်းချီမပါတာကိုဖြိုးလိုက်တယ်။အကျဉ်းသားကအခြားလူတွေကိုလှမ်းကြည့်လိုက်ပြီးခဏအကြာမှပဲအားလုံးရဲရရှိကိုဝိုင်းအောင်လိုက်ကြတယ်။ရေဒီယိုကဆက်လက်အတန်ထွက်ပေါ်လာပြီးသူတို့ရှာနေတာကဒီလူငယ်လေးပဲဖြစ်ကြောင်းသိရတယ်။ထောင်ကားတကားကိုဖွင့်ဖို့တောကိုမရောက်အောင်ကာကွယ်ဖို့အတွက်အဲ့ဒီလူကတောကိုမြောက်ချချခဲ့တာပါ။တစ်ဖက်မှာတော့အပြင်ကလူတွေကထောင်ကားကိုရေခဲရန်ပေါ်မောင်းတင်ပြီးဘင်းရန်နာကရေခဲကိုတနက်နဲ့ပြစ်ခတ်နေတယ်။ရေခဲတွေပြက်ကွက်ဆပ်ပြူလာပြီးထောင်ကားကနစ်မြုပ်လာတယ်။ရေတွေအခန်းထဲကိုဝင်လာပြီးတောမရှိရင်အားလုံးတိတ်ဆုံးမယ်ဆိုတာသိသွားကြလို့အကျဉ်းသားတွေကြားမှာကြောက်ရွံ့မှုပြန့်နှံ့သွားတယ်။အဲ့ဒီအချိန်မှာပဲရဲရရှိကအရေးပေါ်ထွက်ပေါက်တစ်ခုရှိတယ်လို့ပြောလိုက်ပေမဲ့ဆဲလ်တကားကိုမဖွင့်ရသေးခင်ထောင်ကားကအမြန်ဆုံးနစ်မြုပ်သွားတယ်။နောက်ဆုံးမှာတော့ထောင်ကားကရေခမ်းအောက်ကိုအပြည့်အစုံနစ်မြုပ်သွားပေမဲ့အဲ့ဒီလူနဲ့ရဲရရှိကအသက်ရှူနိုင်စွမ်းကောင်းလို့လွတ်မြောက်နိုင်ခဲ့တယ်။အခြားအကျဉ်းသားတွေကတော့ရေခမ်းအောက်မှာပဲရေနှိပ်သေးဆုံးခဲ့ကြတယ်